ယောက်ျားထစရာရှိတာထတော့လေရှင်တို့ယောက်ျားတွေကအလုပ်ပိတ်ရက်ဆိုအိတ်နေတာပဲအိမ်ကမိမလောက်ကူတာကောင်းမှမသိဘူး ငါတို့ကဒီနေ့တရက်နားရတာဒီတရက်လေးကိုအနားယူတာမကြိုက်ဘူးလားမိမရဲ့ ရှင်တို့ကနားရက်တွေပိတ်ရက်တွေရှိသေးတယ်ကျမတို့ကနေတိုင်းလှော်ရဖော်ရခြိုက်ရပြုတ်ရနဲ့နားရတယ်ဦးမရှိဘူး အေးပါငါမိမရဲ့ယောက်ျားလေးလောက်ကူးဖို့မယ်အဲ့ဆိုခုထားတော့မယ်နော်ငါတို့ယောက်ျားလေးတွေလည်းပိတ်ရက်တောင်ကောင်းကောင်းမနားရပါလား ငါယောက်ျားဒီလိုကြတော့လေအားကိုးရတာပဲခဏနေရင်မိမတို့အတူတူထမင်းစားကြရအောင်နော်အရန်ချစ်တယ်ယောက်ျား မိမချက်တဲ့လက်ရလေးကစားလို့ကောင်းလိုက်တာ အရန်ပဲအရသာရှိတယ်